A short time ago, the United States military began major combat operations in Iran. ကဲဒီနေ့တော့လေရင်တင်တင်ပေါ်နဲ့စင်ကိုအပြုံပြီးမယမနာလေချောင်းတက်ခတ်မှုဒီဘလို့ဖန်တီးတယ်လဲဆိုရက်စစ်ဘက်ဆိုင်ရာအယူအဆတစ်ခုကိုအသေးစိတ်လေ့လာကြည့်ကြပါမယ်ဒီသဘောတရားကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်အောင်စိတ်ကူးရင်ပဋိပက္ခအခြေအနေတစ်ခုကိုဥပမာနည်းနဲ့သုံးပြီးရှင်းပြသွားမှာပါဟုတ်ပြီဒီစကားကိုကြည့်လိုက်တာနဲ့တင်တာဟာတွယုံအင်အားမဟုတ်ဘူးဆိုတာသိနိုင်ပါတယ်စစ်တကွဲလုံးကိုအဆုံးဖြတ်ပေးနိုင်တယ်တဲ့ဒီတော့မေးစရာရှိတာကဒီလောက်တောင်ကြီးမားတဲ့အင်အားကိုနေရာတနေရာထဲမှာဘာဖြစ်လို့စုစည်းဖို့လိုအပ်လာတာလဲကဲအဲ့ဒီခြေနေကိုရင်ဆုံးလေးလိုက်ကြည့်ရင်းနဲ့မယ်စလိုက်ကြရအောင်ကျွန်တော်တို့လေးလာနေတဲ့အချက်လက်တင်ရဆိုရင်တော့ဇလန်းကအရှိအလေပိုင်းမှာစတင်ပါတယ်အခြေအနေတွေကတော်တော်လေးကိုအရှိန်မြင့်တက်နေတာပါအမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့တွေကအီရန်နိုင်ငံကိုပူးပေါင်းပြီးအကြီးစားတိုက်ခိုက်မှုတစ်ခုစတင်လိုက်တာနဲ့ပဋိပက္ခကရုတ်တရက်ပေါက်ကွဲခွေလာပါတော့တယ်မြေပြင်မှာတော့အခြေအနေကတကယ့်ကိုရှုပ်ထွေးနေပါတယ်တစ်ဖက်က Operation Epic Fury ဆိုပြီးစစ်စင်ရေးစတင်နေအီရန်ဘက်ကလည်း American စစ်စခန်းတွေကိုချက်ချင်းဆိုတယ်လို့တံပြန်တိုက်ခိုက်တယ်ဒီကြားထဲမှာသတင်းတွေကလည်းမျိုးထွက်နေတာပါအီရန်နိုင်ကြရေးဝင်းကြီးကရာအလုံးထိန်းချုပ်ထားနိုင်တယ်လို့ပြောပေမဲ့တစ်ဆက်တည်းမှာပဲစစ်ပွဲတော့ဖြစ်နေတာပေါ့လို့ဝန်ခံပြန်ရောဒါကဒေတာတွင်အခြေအနေဘယ်လောက်တောင်ရှုပ်ထွေးပြီးအရေးကြီးတဲ့အချွတ်အကွေ့ကိုရောက်နေပြီလဲဆိုတာကိုကွက်ကွင်းပြနေတာပါပဲဒီလိုအရှိန်မြင့်လာတဲ့အကျက်အတဲကိုတုံပြန်ဖွဲ့တော့ဘာလို့တလဲဆိုရင်ကဖတ်သမိုင်းမှာတိဆော့ခဲ့သမျှထဲမှာအင်အားအကြီးဆုံးစစ်တင်ပိုးကြီးနဲ့ဆင်းဟာစစ်မြေပြင်ကိုဥတီကီတစ်ဆန်းနဲ့တစ်ဆန်းစုံတွဲဖို့ထွက်ခွာလာကြပါတော့တယ်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့မိကွန်တစ်ခုထွက်လာပါတယ်မျက်မှောက်ခဲစစ်ပွဲဒီမှာရင်ဆိုင်ရတဲ့အန်တဲ့အကြီးဆုံးရန်သူဟာဘာဖြစ်မလဲဒုံးကြီးတွေလားတိုက်လီရင်တွေလားတကယ်တော့ဒုတိယမြောက်လီရင်တင်သင်္ဘောတရှင်ထပ်ပြီးခေါ်ရတဲ့အဓိကအကြောင်းရင်းကလီရင်အရက်အတွက်နစ်ဆက်တိုးဖို့တစ်ခုတည်းအတွက်မဟုတ်ပါဘူးအဲ့ဒီထက်ပိုနဲ့နဲတဲ့အကြောင်းရင်းတစ်ခုရှိနေပါတယ်အခြေကတော့အားကုန်မောပန်းချင်းပါပဲအယိုးရှင်းဆုံးပြောရရင်ဒါပါပဲလေရင်တင်သင်္ဘောတစ်စင်းပေါ်ကအမှုထမ်းတွေဘလောက်ပဲကျွမ်းကျင်နေပါစေ24နာရီပတ်လုံးမရက်မနာတိုက်ခိုက်လို့မရဘူးလူဆိုတာအိတ်ချင်းလိုတယ်အနားယူဖို့လိုတယ်ပြီးတော့စပီးစီတွေတိုက်လင်းတွေဆိုတာလည်းပြုပြင်ထိန်းသိမ်းဖို့အချင်းပေးရပါတယ်ဒီအရှင်တိုင်းထာဝရဆက်တိုက်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးကဲဒီတော့အားကုန်မောပန်းချင်းဆိုတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲအမေရိကန်ရေးတပ်မှာဒီကတိတန့် UR တစ်ခုရှိပါတယ်အဲ့ဒါကိုမရက်မနာတိုက်ခိုက်ခြင်း UR လို့ခေါ်ပါတယ်ဒီမညာမတာ24နာရီပတ်လုံးလေပတ်နေတဲ့စစ်ပွဲတန်တရားကိုတို့ဘလို့ကောင်းတဲ့ပေါ်တယ်လဲဆိုတာကိုစပ်ပြီးလေ့လာကြည့်ကြရအောင်ဒီအရာလုံးရဲ့အခြေခံအုံမြစ်ကတော့တိုက်ပွဲစီချက်လူ Battle Rhythm လို့ခေါ်တဲ့သဘောတရားပါပဲဒါကိုလီရင်တင်သင်းဘောတစ်စင်းရဲ့နေ့စဉ်နှလုံးခုန်တယ်လို့တင်စားလို့ရပါတယ်ရေးတပ်ပို့ချုပ်ကြီးရဲ့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကနေစပြီးလီရင်ကုန်းဘက်ပေါ်ကတင်မောသားတယောက်ရဲ့ချွေးတဆက်ကချိရာအလုံးကိုထပ်တူကြောင်းညှိပေးတဲ့အဓိကအချင်းစရာကြီးပါပဲဒီစနစ်က24နာရီလုံးဖြစ်နိုင်တဲ့ရှုပ်ထွေးမှုတွေကိုရေရှည်တိုက်ပွဲဝင်နိုင်တဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်ပြောင်းလဲပေးပါတယ်။ဒီနေရာမှာသူတို့ရဲ့အစီအစဉ်ကပို့ပြီးတော့ထက်မြက်လာပါတယ်။ကျွန်တော်တို့ရဲ့ဇန်လိုင်းတဲ့ကတင်ပေါင်းနှစင်ဖြစ်တဲ့ Lincoln နဲ့ Ford ဟာပုံစံတူအမွှာညီကိုတွေမဟုတ်ပါဘူး။သူတို့ကမျိုးဆက်မတူပါဘူး။ Lincoln ကအတွေ့အကြုံရင် Nimitz Class တစ်ပြီးရင်နွေးငွေပစ်လို့စနစ်ကိုသုံးတယ်။ Ford ကတော့ Ford Class အသစ်ဆက်တစ်ပြီးအလုံးခက်မိတဲ့ရက်ဆက်တန်လိုက်ပစ်လို့စနစ်ကိုသုံးပါတယ်။ဆိုလိုတာက Ford ဟာလင်းတွေကိုပုံမြန်နဲ့ပိုထိရောက်ပစ်လို့နိုင်စွမ်းရှိတယ်။ဒါကြောင့်သူတို့ဟာကျူညီတဲ့လုပ်ကိုပဲလုပ်ကြတာမဟုတ်ပဲကိုအားတာချက်နဲ့ကိုနီးနဲ့ညခွဲပြီးတည်သက်အခန်းခန္ဓာတွေကနေတောင်းယူကြပါရဲ့။အခုမြင်နေရတာကဒီနေ့ဖြူဟာတစ်ခုလုံးရဲ့အသေးနှလုံးပါပဲ။အတွေ့အကြုံရင်းနဲ့ Lincoln ကညပိုင်းတာဝန်ကိုယူပါတယ်။တန်းကောင်ရန်ကနေမွန်းတဲ့အချီပေါ့။သူ့အခွဲသားတွေကအမောင်ထဲမှာစစ်စင်ရေးလုပ်ဖို့အထူးကျွမ်းကျင်ကြတယ်။ပြီးတော့မွန်းတဲ့ချိန်ရောက်တဲ့အခါမှာ USS Gerald R. Ford ကိုတာဝန်လွှဲပေးလိုက်ပါတယ်။ Force ကသူ့ရဲ့ခေတ်မီနည်းပညာတွေနဲ့နေဘက်မှာပို့ပြီးမြားပြတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရှင်အဟုန်မြင်ပြီးလှုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့်ဒါဟာအလဲကျတာဝန်ယူတာမျိုးမဟုတ်ပဲ12နာရီတာဝန်ချင်အပြည့်ကိုတစ်စနစ်ကစင်ချောမွေ့လဲတာဝန်ယူလိုက်တာပါ။ဒီလိုလှုပ်ဆောင်မှုရဲ့နောက်ဆုံးရလဒ်ကတော့အသက်ရှူကျစေသောဝင်းရံမှုလို့ဖော်ပြထားတဲ့အခြေအနေတစ်ခုပါပဲ။ရန်သူနေရာကနေစဉ်းစားကြည့်အနားယူချိန်မရှိဘူးပြန်လဲစုဖွဲ့ဖို့အချိန်မရဘူးလုံခြုံတဲ့အချိန်ဆိုတာမရှိတော့ဘူးတိုက်ခိုက်မှုတွေကဘယ်တော့မှမရတော့ပါဘူးဒီမယမနာလောပတ်နေတဲ့လေးချုံစစ်စင်ရေးတန်ထရာကိုတိုင်ကတကယ်လက်နဲ့ဖလာတာပါဟုတ်ပြီဒီနေ့ဖြူဟာကမျက်မနာဖိအားပေးနေတဲ့ဆိုတာတော့ကျွန်တော်တို့သိပါပြီဒါမဲ့ဒီအသက်ရှူချက်စေတော့ဝင်းရံမှုဆိုတာတကယ်လက်တွေ့မိကုံညံကုံအင်အားရဘယ်လိုပုံစံမျိုးရှိလဲကိန်းကနန်းနေနဲ့တစ်ချက်ကြည့်လိုက်ကြရအောင်
လီယန်တဲ့နေမော်နီစင်ပူးပေါင်းလိုက်တဲ့အခါတိုက်ခိုက်ရေးအတွက်တီးတန့်ပြင်ဆင်ထားတဲ့လီယန်စင်ယာနီဖောက်ကိုတစ်ချိန်ထဲမှာကောင်းကင်ပေါ်တင်နိုင်ပါတယ်ဒါက Alpha Strike လို့ခေါ်တဲ့အရာကိုဖြစ်နိုင်စေပါတယ် Alpha Strike ဆိုတာတာမန်ဘုံကျဲတိုက်ခိုက်မှုမျိုးမဟုတ်ပါဘူးဒါဟာပြစ်မှတ်တစ်ခုဒါမှမဟုတ်ပြစ်မှတ်အုပ်စုတစ်ခုကိုဖြစ်နိုင်သမျှလမ်းကြောင်းပေါင်းစုံနဲ့တစ်ချိန်ထဲမှာတပြိုင်နက်တည်းအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်တာပါရည်ရွယ်ချက်ကတော့ရန်သူကိုလုံးဝကင်တွယ်မနိုင်အောင်လွှမ်းမိုးပြီးတုံ့ပြန်ဖို့အချိန်နဲ့အခွင့်အရေးလုံးဝမပေးဘူးပါပဲ Alpha Strike လုံးနိုင်တဲ့စွမ်းရည်က Situation Warfare လို့ခေါ်တဲ့ပိုကျေပြန့်တဲ့နီးဗျူတာတစ်ခုရဲ့အဓိကအပိုင်နှံဖြစ်ပါတယ်သူရဲ့အတွေးခေါ်ကရက်ဆက်ပေမဲ့ထိရောက်ပါတယ်ရန်တို့လေကြောင်းရန်ကာကွယ်ရေးစစ်တင်တွေကခြေရောက်ခံပြီးပစ်ချနိုင်တဲ့အရေးအတွက်ထက်အစမတန်များတဲ့လေရင်တွေနဲ့လမ်းကြောင်းပေါင်းစုံကနေတပြိုင်နက်တည်းဝင်တိုက်လိုက်တာပါအဲ့ဒီခါမှာရန်တို့ရေးသားတွေဒုံးချီပလို့ရေးစင်တွေဟာအလုံးမလုံးနိုင်တော့ပဲသူတို့ရဲ့ကာကွယ်ရေးကွန်ရက်တစ်ခုလုံးပြိုကျသွားပြီးတကားဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်ဆိုတော့ဒီမြဲမနာဖျားဖေးမှုနဲ့လွှမ်းမိုးနိုင်တဲ့အင်အားကဒါနဲ့ပဲမပြီးသေးပါဘူးဒါတွေအလုံးကပိုကြီးမားတဲ့အစီအစဉ်တစ်ခုရဲ့အဆင့်ပြိုက်ဒီပါတရင်ရင်ဒီကအလုံးစုံတာလွန်လွှမ်းမိုးမှုလို့ခေါ်ဆိုတဲ့အဆင့်များစွာပါဝင်တဲ့နီးပြိုအားတစ်ခုပါပဲဒီအစီအစဉ်ကိုဖျက်အားပြင်းတဲ့အဆင့်40နဲ့အကောင်အထည်ဖော်ပါတယ်စိတ်ဝင်စားစရာကဘုံကျဲတာနဲ့မစားပါဘူးအဆင့်တစ်ကအမောင်ချင်းပါစိုက်ဘာတိုက်ခိုက်မှုတွေဆက်သွယ်ရေး system တွေကိုနှောင့်ယှက်ပြီးရန်သူကိုကဲရေးစခန်းတွေကိုမက္ဆီကန်နာပင်ဖြစ်အောင်လုပ်တာပါပြီးမှအဆင့်နဲ့ထောင်ချောက်ဆင်ချင်းလာပါတယ်အယောင်ပြားတွေတုံးပြီးရန်သူရည်တာတွေကိုဖွင့်ခိုင်းတယ်နေရာတိကျတည်အောင်လုပ်ပြီးဖျက်ဆီးဖြစ်ပါတယ်အဲ့ဒီနောက်မှာအဆင့်3မှာအင်အားပြင်းတိုက်ခိုက်မှုအငယ်နဲ့ဘီတူလိုကိုပြောက်ပုံကျဲလီနေကမီရောက်ခံတက်လို့အခိုင်အမာတိဆောက်ထားတဲ့ဖြစ်မှတ်တွေကိုအကြီးစားပုံးတွေနဲ့တိုက်ခိုက်ပါတယ်နောက်ဆုံးအဆင့်၄ကတော့လက်တုံပြန်မှုကိုတားဆီးတာပါ Tomahawk Cruise ဒုံးကျည်တွေနဲ့ကြန့်ရှိနေတဲ့ကိုကဲရေးစခန်းတွေဒုံးကျည်တိုးလောင်ယုံတွေကိုဖျက်ဆီးပြီးရန်သူကိုပြန်လဲတိုက်ခိုက်နိုင်စွမ်းမရှိအောင်လှုပ်ဆောင်တာပါပဲဒီစိတ်ကူးရဲ့စစ်စင်ရေးတစ်ခုလုံးရဲ့အဆုံးစုံရေးမှန်းချက်တီးဟာတော်တော်လေးကိုကျေပြန့်ပါတယ်ဒါဟာတိုက်ပွဲတစ်ခုကိုအနာရရုံတသက်မဟုတ်ပါဘူးရန်သူရဲ့စစ်စင်နွေးမိုင်စင်းကိုလုံးဝအမြင့်ပြည့်ချီမုံဖို့ရည်ရပါတယ်ရေတပ်ကိုဖျက်ဆီးမယ်ဒုံးကျည်တိုးလောင်ယုံကြီးကိုချေမုံမယ်နျူကလ িয়ার အစီအစဉ်ကိုဖျက်သိမ်းမယ်လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုဖြိုခွင်းမယ်အမိန့်ပေးခွက်ကဲမှုစစ်တပ်ကိုဖျက်တောင်းမယ်ဆိုလိုတာကလက်ရှိချင်းချောင်းမှုကိုဖယ်ရှားယုံတာမကအနာဂတ်မှာထပ်ပြီးချင်းချောင်းမှုဖြစ်မလာနိုင်အောင်ပါလို့ဆောင်တာပါဒီတော့အားလုံးကိုခြုံပြီးပြောရရင်ဒီနေရာအဓိကအချက်ကပါလေလေရင်တင်တင်မောနှစင်းတုံးတဲ့အယူဝါဒဆိုတာပုံနေလေရင်ဒီပုံများလာဖို့တသက်မဟုတ်ပါဘူးဒါဟာအချိန်ကိုယ်တိုင်ကိုလက်နက်တစ်ခုဖြစ်ပြောင်းလဲအသုံးပြုလိုက်တာပါရန်သူကိုအနားယူဖို့ပြန်လဲစုဖွဲ့ဖို့ဒါမှမဟုတ်ပြန်လဲထူထောင်ဖို့အခွင့်အရေးကိုလုံးဝမပေးဘဲ24နှစ်ပတ်လုံးမညာမတာဖိအားပေးတဲ့နီးပြဝါဒတစ်ခုပါပဲဒါကကျွန်တော်တို့ကိုနောက်ဆုံးအနေနဲ့စဉ်းစားကြရတစ်ခုခြံထားခဲ့ပါရယ်ဒီလိုနိပညာမြင့်မားတဲ့စစ်ပွဲတွေခေတ်မှာအင်အားကြီးဆုံးလက်နဲ့ဆိုတာအဖြတ်ဆွမ်းအားအလွန်ပြင်းတဲ့ဒုံးကျည်တွေစစ်မဟုတ်တော့ပဲရန်သူစီကအချိန်ဆိုတဲ့အရာကိုလုံးဝလူယူညှင်းပယ်လိုက်ခြင်းမဖြစ်နေမလားဆိုတာပဲ